မင်္ဂလာပါရှင်တာရို reading by Morgana page မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာပြောကြားပေးမယ်ပညာဒါန reading လေးတစ်ခုကတော့အားလုံးပဲစောင့်မျှော်နေကြမယ်လို့ထင်တယ်တစ်ဖက်သူရဲ့သဘောထားခံစားချက်ပေါ့နော်ဆိုတော့ဆရာမကreading လေးအတင်ဒီရဲ့ပိုင်းမှာကျဲသွားတော့တစ်ခုတင်ပြီးပျောက်သွားလိုက်တာလို့မျှော်နေတဲ့လူတွေလည်းရှိချင်းရှိမယ်ပေါ့နော်ဒီရဲ့မှာအရန်ကိုပဲလေကျွန်မစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောပေါ့နော်နေမကောင်းဖြစ်တာရဲ့စိတ်အခြေအနေရရဲ့ဟိုအရန်ကိုပဲတော်တော်လေး healing လုပ်ပြီးတော့ကိုယ့်ဘက်ကို energy ကို clean လုပ်ပြီးကမှလေဒီလို reading တွေတင်ပေးချင်တာဖြစ်တော့တော်တော်လေးစူးစမ်းလိုက်ရပါတယ်အဲဒါကြောင့်ဂျာထဲမှာပျောက်သွားပါတယ်လို့နော်အခုတော့ပြန်ပေါ်လာပါပြီဆိုတော့အခုကကိစ္စမရှိဘူးဒီ reading ကတော့အမြဲတမ်းမေးကြတယ်ပေါ့နော်စောင့်မျှော်လဲကြည့်ကြတယ်ပုံမှန်ကတော့ midman လအလယ်မှာတင်ပေးမယ်လအလယ်မှာမတင်ပြရင်လည်းကျွန်မတစ်လစာဆိုပြီးတော့ဒီအဆင်ပြေတဲ့ရက်မှာတင်ပေးတယ်ပေါ့နော်ဆိုတော့အခုကဒါကိုတော့ဆရာမရေဘေးချင်းဆိုကြည့်လို့ရလားဆိုရင်တော့မရပါဘူးเนาะအခုစကြည့်တဲ့အချိန်ကနေအခုနေ့ပေါ့နော်အခုဒီဟာကိုတင်လိုက်တဲ့အချိန်ကနေပြီးတော့နောက်တစ်လအတွက်ဖတ်ပေးတာပါလို့ဟို timeless reading တွေကလည်း page မှာတင်ထားပါတယ်เนาะဘေးချင်းမဆိုတွေ့တဲ့အချိန်တိုင်းကြည့်လို့ရတဲ့ reading တွေကလည်း page မှာရှိပါတယ်ဆိုတော့ဒါလေးကတော့အမြဲတမ်းလားစင်လာတိုင်းတင်ပေးနေတဲ့reading လေးတစ်မျိုးဖြစ်ပါတယ်စောင့်မျှော်ကြည့်တဲ့လူတွေကတော့မြင်သိရပေါ့နော်ဒါမဲ့လည်းဆရာမအချိန်မှန်တာတော့ဆရာမအားနေချက်လို့ပြောရမလားအဲ့ဒါကိုလည်းတောင်းပန်ပါတယ်ပေါ့နော်ဒီမှာလည်းတခြားကိစ္စအကြောင်းရင်းလေးတွေကလည်းအများကြီးပဲပေါ်လာတော့ဟုတ်ကဲ့ပါအဲ့တော့ဆရာမဘိုင်ဝမ်လေးကိုတွားမယ်နော်အဲ့တော့ပိုင်းဝန်းလေးတွေမင်္ဂလာပါကျမက desk လေးတွေကိုအတူတူပဲသုံးထားတာဖြစ်တဲ့အတွက်ကိုကြည့်လိုက်တဲ့ဗီဒီယိုရဲ့ဘယ်ဘက်မှာရှိတဲ့ပထမတွေ့တဲ့ကလူကပိုင်းဝန်းပေါ့နော်ဆိုတော့အဲ့ဒီပိုင်းဝန်းလေးတွေအတွက်တစ်ဖက်သူပေါ့နော်ကိုရည်ရွယ်တဲ့မြည်သူမဆိုဒီမှာတစ်ဖက်သူလို့ပြောရင်မြည်သူမဆိုရတယ်နော်ကိုမြည်သူမဆိုဆိုတာကိုရဲ့စိတ်ထဲမှာချစ်ချင်းမေတ္တာအတွက်ရည်ရွယ်တဲ့မြည်သူမဆိုရတယ်အဲ့ဒီလူကဒီခုကစားပြောနောက်တစ်လအတွင်းမှာဘယ်လိုမျိုးစိတ်ခံစားချက်သဘောထားရှိမလဲဆိုတာကိုကြည့်ပြတာပေါ့နော်ဒါသဘောထားခံစားချက်ပဲဆိုတော့ပိုင်းဝန်းလေးတွေအတွက်ကြည့်လိုက်တဲ့အခါမှာပိုင်းဝန်းလေးတွေကတော့ energy ကောင်းတယ်လို့ပြောရမယ်နော် energy မဆိုးဘူးလို့ပြောရမယ်ပိုင်းဝန်းလေးတွေရောပိုင်းဝန်းလေးတွေရဲ့တစ်ဖက်သူရော energyအတင်းနဲ့တကောင်းမွန်တဲ့အနေထားမှာရှိနေအောင်တွေ့ရတယ်။ဘာလို့ဆင်မလို့ပြောလဲဆိုတော့ဘိုင်းဝန်းလေးတွေရဲ့တစ်ဖက်သူကဘိုင်းဝန်းလေးတွေပေါ့ဘယ်လိုသဘောထားလဲဆိုတော့ဘိုင်းဝန်းလေးတွေနဲ့တစ်ဖက်သူကြားမှာเนาะဖြစ်နိုင်ကြီးတွေအများကြီးတော့ရှိတယ်ဆိုတာကိုသူသိတယ်။ဖြစ်နိုင်ကြီးဆိုတာရှေ့ဆက်သွားရင်လည်းအဆင်ပြေနိုင်မယ်เนาะပြီးရင်တခြားကောင်းမွန်တဲ့အရာတွေလည်းသူနဲ့ကိုယ်နဲ့ခြားမှာရှိနိုင်ပါသေးလားမင်းကငါအတွက်ပေါ့เนาะပြီးတော့သူစဉ်းစားနေတာကသူကလေမှာ peace လဲကြတယ်เนาะကိုယ်နဲ့လည်းတွေ့ကျင်တယ်ဆိုတော့နှစ်ယောက်သားချမ်းမှာညင်ညင်အဆင်ပြေလေးနဲ့တွေ့ဆုံကျင်တာတွေဒိတ်တင်လှုပ်ချင်တာတွေဥမာတချို့ချစ်သူကြီးစားမဖြစ်သေးတဲ့လူဆိုရင်လည်းကိုယ်နဲ့စိတ်ဆက်သွားရင်အဆင်ပြေနိုင်တယ်ပေါ့နော်အေဂျင့်လောက်တယ်ဘွားကြီးကအဆင်ပြေလောက်တယ်ဒါကြောင့်ပေါ့နော်ကိုကအေဂျင့်တဲ့လူလေးဖြစ်လို့နော်ကိုယ်နဲ့တွေ့ဆုံချင်တယ်ကိုယ်နဲ့ဒိတ်ချင်တယ်ပြီးတော့ကြတော့အဆင်ပြေရင်ရှေ့ကိုအဆင့်နေဆက်တက်ချင်တယ်ပေါ့နော်ဒါကဟိုချစ်သူကြီးစားမဖြစ်သေးတဲ့လူတွေတကယ်လို့ဟိုချစ်သူကြီးစားဖြစ်ပြီးသားလူတွေဆိုရင်လည်းပေါ့နော်ကိုယ်နဲ့တွေ့ဆုံပြီးရင်ထပ်တွေ့ခြင်းနဲ့ဝေးနေရင်လည်းတွေ့ခြင်းနဲ့ဒါဒီလိုမျိုးလေးတော့ရှိရနော်ဒီမှာဒါပေမဲ့ဒီပိုင်းဝန်းလေးတွေကိုပို့ပြီးဆင်မ energy ခံစားမိတာစင်ကလေးတွေပုံများမယ်နော်ဒီပိုင်းဝန်းမှာလေစင်ကလေးတွေဟိုမကြဒီမကြဆက်ဆံရေးလေးတွေflash နေတဲ့အနေထားလေးတွေပေါ့နော်အဒိတ်တင်အတွက်မျောနေတဲ့လူလေးဆိုပြောလို့ရပြီဒီခုကစားပြီးနောက်တစ်လအတွင်းမှာလေဟိုညောက်တာတွေ့ဖြစ်မယ်ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေကြော်ဖြတ်ဖြစ်လိမ့်မယ်ပြီးတော့ကြတော့လေနော်သူ့ရဲ့ဒီဥနှောင်းတဲ့နှလုံးသားမှာချင့်ချိန်စဉ်းစားပြီးတော့လေဘယ်လိုပြောမလဲတစ်ဖက်သူကနည်းနည်းလေးတော့အတွေးကဟိုပေါ့ပါလေးပဲသူဖြတ်တန်းခြင်းပေမဲ့သူ့ရဲ့အတွင်းစိတ်မှာကြတော့လေးလေးနဲ့မစဉ်းစားဘဲနဲ့ဒီ connection ကိုရှေ့ဆက်ဖို့သွားတာမဟုတ်ဘူးเนาะသူစဉ်းစားထားတယ်เนาะသူစိတ်ထဲမှာအကြောင်းအရာအမျိုးမျိုးတွေကိုထည့်သွင်းစဉ်းစားပြီးတော့မှကိုယ့်စီကိုလာမှာဖြစ်ပါတယ်ပြောချင်တာလေးနဲ့တော့စဉ်းစားတွေးခေါ်မှုတွေသူကရှိရပေါ့เนาะပြီးတော့အဲ့လိုမျိုးဘာသာတရားကိုယ်ယုံကြည်မှုဒါလေးတွေကိုလည်းကိုင်းဆိုင်တဲ့လူလေးတွေလည်းပါမယ်ဒီ group 1ရဲ့တစ်ဖက်သူပါလေဆိုတော့ဒါကတော့ group 1လေးတွေပြောလို့ရပြီเนาะနောက်တစ်ခုကကြတော့energy ကဟုတ်တယ်သူကဒီ9လပိုင်းမှာနည်းနည်းလေးဒီချစ်သူကြီးစားတွေအားလုံးကအဆင်မပြေဖြစ်တတ်ပြီးတော့ခရောက်ကစားတွေပေါ့နော်ဖြစ်တတ်ပြီးတော့တချို့ဆိုရင် break up ခဏဖြစ်ထားတော့เนาะလောကkarmic situation နဲ့ရောက်နေလူတွေဆိုရင်တော့အပီးတိုင်းပြည့်စဲသွားတာဒါမျိုးလေးတွေဖြစ်တတ်ပြီးတော့နောက်လ6လပိုင်း9လပိုင်းကစပြီးတော့ကောင်းပြီပေါ့နော်နောက်ပိုင်းတွေကကောင်းတယ်လားတွေများလာပြီဆိုတော့အဲ့ဒီ energy ကိုဒီ group 1လေးတွေရသွားတဲ့အထင်ပါတယ်တော်တော်လေးအဆင်ပြေလာမှာဖြစ်တော့ဆင်မအများကြီးဆက်မဟောတော့เนาะအဲ့တော့သူ့ရဲ့သဘောထားတော့ကိုပေါ့ကောင်းနေပါပြီရှင်ဒီတိုင်းလေးပဲဒီသဘောထားလေးအတိုင်းပဲပေါ့နော်ဟိုသူ့ရဲ့ action တွေပါရောက်လာပြီးတော့အဆင်ပြေကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ဆင်မ group 2လေးကိုတွားလိုက်တော့မယ်နော်group 2လေးတွေမင်္ဂလာပါဆရာမ group 2လေးတွေရဲ့အကက်ကိုဆွဲလိုက်တော့
စတင်ပြီးတော့ခံစားမိတာကစောနာက group 1မှာတော့ပြောလိုက်တယ် group 1လေးတွေက energy ကတော်တော်ကောင်းနေတယ်နှစ်ယောက်စလုံးရဲ့ energy ကကောင်းနေတယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းလတွေကတော့ဘယ်လိုပဲဖြစ်ဖြစ်ကန်ကောင်းခြင်းလတွေရောက်လာမှလို့ပြောလိုက်တယ်9လပိုင်းကတော့နည်းနည်းလေးပေါ့နော်ခရောက်ကစားဖြစ်တတ်တဲ့လလို့ပြောတယ်အဲ့ဒီ9လပိုင်းအတွက်တကယ်ကိုလေဂျင်းနဲ့ချက်တဲ့ကြပြီးတော့နှစ်ယောက်သားစကားများတဲ့ group ကဒီ group 2ကြာမှလာတွေ့တာနော်9လပိုင်းမှာနှစ်ယောက်သားအဆင်မပြေဖြစ်ခဲ့ကြလာရင်တော်တော်များများက9လပိုင်းမှာဆိုရင်အရန်ချစ်ကြတဲ့ဇုံတွေတွေတောင်မှပဋိပက္ခတွေနဲ့စကားများကြတယ်ပေါ့နော်အခုဆီယမမြင်တာ9လပိုင်းမှာနှစ်ယောက်သားတခုခုတော့အနေချင်းတော့စကားများရင်ဖြစ်ခဲ့တာရှိရင်ပေါ့နော်တစ်ဖက်သူကကိုယ့်ကိုပြန်တောင်းမှခြင်းနေတာရှိတယ်နော်ပြန်ပြီးတော့ဒီဟိုငါနဲ့လမ်းခွဲမယ်တော်ပြီးပြက်ဆဲမယ်လို့ပြောခဲ့မိရင်တော့မှာပေါ့နော်ပြန်ပြီးတော့နှစ်ယောက်သားပြန်စခြင်းနဲ့အဆင်ပြေခြင်းနဲ့ပြီးတော့ဒီ connection ကဒီနော်ပြတ်သွားမယ် connection မဟုတ်ဘူးလို့ဆီယမမြင်တယ်ဘယ်လောက်ပဲစကားများရင်ဖြစ်ခဲ့မင်းနဲ့ငါနဲ့လမ်းခွဲမယ်လို့ဘယ်လောက်ပဲပြောခဲ့သူကကိုနဲ့ပြန်စခြင်းပြီးတော့ soul connection လို့မြင်နေကွာနော် soul connection ဆိုတာ soul mate တို့ twin flame တို့ဒီ group 2ထဲမှာပါလိမ့်မယ်ဆိုတော့အဲ့ဒီလူတွေဖြစ်တာဖြစ်တဲ့အတွက်ပြန်ပြီးတော့အစားပြုခြင်းတကူရှိကျင်တာပေါ့နော်သူစိတ်ကအဲ့လိုပဲကိုနဲ့ရာသက်ပံရေရှည်လက်တွဲဖို့ကိုကလက်မခံတော့ဘူးဆိုရင်တော့မှသူစိတ်ထဲမှာခဏတာလေးတော့ပြန်ဆုံးခြင်းနဲ့နော်မင်းနဲ့အဲ့လိုပေါ့နော်မယုတ်သေးစကားပြောရင်တညတာလေးအတူဖြတ်တန်းခြင်းနဲ့လို့ဆိုလို့ကျလားသူအတွေ့ထဲမှာအများကြီးပဲပေါ့နော်ကိုကပြန်ပြီးတော့ဘလို့နီးနဲ့ပဲဖြစ်ဖြစ်ကိုနဲ့တွေ့ကျင်တာကိုပြန်တောင်းမှကျင်တာကိုကလက်ခံမဲ့ဘလို့ပုံစံမျိုးမဆိုသူကကိုစီကိုပြန်လာချင်တာပေါ့ဆိုလို့ရင်တော့နင်းကလည်းရေရှည်လက်တွဲလို့မဖြစ်ဘူးအဲကြောင့်လက်မတွဲနိုင်ဘူးလို့ကိုကပြောခဲ့ရင်တော့မှခဏလေးဖြစ်တော့မင်းနဲ့ဆုံးကျင်ပါတယ်ဆိုတော့အတွေးမျိုးပေါ့နော်သူမှရှိနေတာငါ့ကိုခွင့်လွတ်ပေးပါဆိုတဲ့အတွေးလည်းသူမှရှိနေဆိုတော့ဘာတွေဖြစ်ခဲ့လဲပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ဒီ connection ကအစတစ်ခုကိုပြန်ရောက်သွားပြီးတော့ဆီယမခံစားမိတာတော့နောက်လာဒီမှာတော့မှမပြတ်သွားဘူးလို့ခံစားမိတယ်ပေါ့နော်ဆိုတော့ဒါကတော့သူ့ရဲ့ခံစားချက်သဘောထားကိုပဲကြည်ရဖြစ်တဲ့အတွက်သူ့ရဲ့လှုပ်ဆောင်ချက်တွေကတော့ဒီသဘောထားခံစားချက်တိုင်းလှုပ်လာမလားဆိုတာတော့ဒီမှာမပါဘူးပေါ့နော်တကယ်လို့အဲ့ဒီလိုမျိုး package ကတော့ဒါ 5.2 5.3 ဆိုတာလူတိုင်းဆီယမရဲ့ဒီ page မှာမေးများတဲ့ personal reading အတွက်ပေါ့နော်သင်ချာမေးများတဲ့ package တွေဖြစ်တော့သိချင်တော့အဲ့ဒါလေးလာမေးလို့ရပါတယ်လို့ဒီမှာကတော့ပညာဒါန reading လေးဖြစ်တာအတွက်ဆီယမအတူတူလေးပဲတင်ပေးလိုက်တော့မယ်နော်ဒီလမှာ short reading လေးပဲတင်ပေးလိုက်တော့မယ်ဘာလို့ဆိုဒီလအရှိမပြောခဲ့တယ်လို့ပဲဆီယမလည်းသိပြီးတော့နီးမကောင်းတာရောစိတ်ပိုင်းဆိုင်ရာအရာအခက်အခဲလေးတွေကြုံလိုက်ရတော့အခုကတော့ energy ပြန်ကောင်းနေပါပြီပေါ့နော်လန်ထူကစားပေါ့နေလဲကောင်းနေပါပြီဆိုတော့ဒီမှာပဲရက်လိုက်မယ်နော် energy လဲကြိုက်ကြပါစေလို့အဆရရလဲအားလုံးအဆင်ပြေကြပါစေစိတ်ကြမ်းမှခြင်းကိုယ်ကြီးကြမ်းမှခြင်းနဲ့ပြေဝကြပါစေတခြားကိစ္စတွေเนาะအခြေအနေမကပဲတခြားအရာရာမှာအဆင်မပြေဖြစ်နေရဖြစ်ရင်လည်းအမြန်ဆုံးကြော်လွှားနိုင်ပါစေလို့ခက်ခဲတယ်ပေါ့နော်ဆရာမအဲ့ဒါဆိုဒီမှာပဲရက်လိုက်ပါမယ်ရှင်